နေ့စဉ်ဘဝမှာဖုန်းဆိုတဲ့အရာမပါမဖြစ်ပါပဲမနေ့အရာထားခြင်းနဲ့စလို့ညအရာဝင်ချိန်အတီးအလုံးစီးပွားရေးချစ်သူမိသားစုအရာအလုံးနဲ့ချိတ်ဆက်ပေးတဲ့အရာဖုန်းပဲဖြစ်ပါတယ်ဖုန်းဆိုတဲ့စက်ပစ္စည်းကပြတ်နိုင်ပါတယ်။ဘာကြောင့်ပြတ်နိုင်တာလဲဆိုရင်ဘက်ထရီမခံတော့ခြင်းအများရန်အသင်းကျိုးတန်းလန်းခြင်းနဲ့အသုံးပြုနေခြင်း original ကျိုးမဟုတ်တဲ့တခြားကျိုးတွေနဲ့အသုံးပြုခြင်းကြောင့်ဘက်ထရီဟဲတွေလျော်နှဲလာပြီးဘက်ထရီဖောင်းတာတွေဘက်ထရီအားမွေတော့တာတွေဖြစ်တတ်ပါတယ်။စက်ခွင်ကွဲခြင်းတက်အလုံးမလုပ်တော့ခြင်းဖုန်းမတော်စားဖြစ်ခြင်းအလေးချိန်ရှိတာတစ်ခုခုနဲ့ထိခိုက်မိရကြောင်း display နဲ့ touch sensor ပြည့်စုံနိုင်ပါတယ်။ဆော်ရဲအဲ့ဒါအနေနဲ့ average မမှန်ခြင်း၊ဘာရဝင်ခြင်း storage ပြည့်ခြင်းတွေကဖုန်းကိုဟန်းစေပါတယ်။ရေဝင်ခြင်းဒီလိုမျိုးဖြစ်လာရဆိုရင်စိတ်ပူနေကြမလို့ပဲဖုန်းစင်တာတွေကိုတွားရောက်ပြတင်ပါတယ်။ကွန်ပျူတာပြင်ရေးစင်တာတွေကိုအမှုစားရွေးချယ်ဖို့တော့လိုပါလိမ့်မယ်။ညီမတို့ mobile home ဖုန်းစားပစ်စင်တာမှာဆိုရင်ကျွမ်းကျင်ပညာရှင်များကခင်မီစက်ကရိယာများဖြင့်သေးစိတ်လက်ရောက်သေးသက်စွာဈေးနှုန်းမှန်ကန်ချိုသားစွာနဲ့အမြန်ဆုံးဖြစ်အောင်ပြည်ပြင်ဆောင်ရွက်ပေးနေပါရဲ့ရှင်။အခြားတို့လဲလေရမယ်ပစ္စည်းများကိုလည်းအစင်းသစ်ဖြစ်အောင်တင်ပေးထားပါရဲ့ရှင်။ဒါအပြင်လဲလေရမယ်ပစ္စည်းများကိုအာမခံပါရတဲ့ဈေးမပါရတဲ့ဈေးထားပေးထားပါရဲ့ရှင်။ဒါကြောင့်သင်မှုပြတ်သွားရဲ့ဆိုရင်စိတ်မပြတ်နေပဲညီမ mobile home ကိုလှလှကလိုက်ပါနော်။ထိုင်လေးစာလေးကတော့အမှတ်3မြင်းဆောင်လေးစိန်ရတူလန်းစူတောင်းမြစ်ဖျားအနီးလက်ဖို့တောင်မြို့မှာတရှိရဲ့ mobile home ပဲဖြစ်ပါရဲ့ရှင်။